ပါလီလီပဲဖြစ်ပါလီလီရောက်ဒီနေ့က offline post ထောက်ပြမှာပဲဖြစ်ပါတယ်ထမယ်နော်ဒီပါပဲဖြစ်ပါတယ်အစ်ထွက်ထားပါတော့ဖုန်းလိုရောခေါ်ရဖုန်းလိုရောခေါ်ရလိုက်ပါလေးပဲဖြစ်ပါဒါလေးကလီလီရဲ့မောင်လေးပဲဖြစ်ပါလားထပ်တူဖောက်မလားကျန်ပါဘူးပါထားလို့ငါဘုံမထိုင်ဘူးလားထိုင်တော့တော့လီလီမောင်လေးနဲ့မရလီလီရောပဲဖြစ်ပါတယ်ထမယ်နော်ဟာပါအဲ့ထဲကတော့အကုန်လေအကုန်ကြရပါအပန်းရောင်လေးဒီအပန်းရောင်နှစ်ခုပူဒီနှစ်ခုကမကြိုက်ဟုတ်ပဲခမင်းအဲ့ဒီမှာသူတို့ဖုန်းလို့ဖာဒီရက်တစ်ခုပဲလုပ်တာပါဘလို့ဆိုခေါ်ကြည့်လို့ရ1 2 3ပြောက်တယ် 1 2 3 ice ဒါဒီ ice ဆွဲခွာကျမဟာလောက်ကအဲ့လိုဖြစ်ဟေးဘာလေးလဲသူဟာကျဲမိုက်ခွာလိုက်ပြီနော်အေး1 2 ဘာဖြစ်ရလဲ1 2 3လူချင်းနဲ့ဟာလေးပေါ့ဝါလူချင်းနာလေးပေါ့ဝါရဲချက်ဖို့ကောင်းတယ်ရသူကြရသူကလည်းငါကြည့်ဒီချင်းလေးပါပါရဲ့လူချင်းနဲ့ဟာလေးဒီမလေးပေါ့လေးတာဘာနောင်လေးဗီဒီယိုမှာပြတဲ့ကြပါဒီရဲ့ channel လေးကို like and subscribe လုပ်ပြီးပုံမမေ့ကြနဲ့နော်တာ